ကျမတို့ဒေတာရဲ့အကြောင်းမှာဆီယာမလိုအပ်နေလို့ကျမဆီယာမဖြစ်လာခဲ့တာပါစနစ်တကျလေ့ကျင့်သင်ကြားပေးတဲ့သင်တန်းဆိုတာမျိုးဘာမှမရှိဘဲနဲ့အတန်းတဲကိုပထမဆုံးချိန်ဝင်ခဲ့ရတာပါပထမနေကလေးကစပြီးသင်ကြားရေးမှာလိုအပ်သမျှတာဝန်တွေကိုထမ်းဆောင်ရင်းနဲ့တစ်ဖက်ကလည်းအလုံးလို့ရင်းသင်ယူနေရတာကတော်တော်လေးဝင်ပြီးသလိုခံစားရပါတယ်စဉ်းစားရမယ့်အရာတွေကလည်းအများကြီးပဲသင်ခန်းစာတွေပြင်ဆင်ရတာအတန်းကိုစီမံရတာကျောင်းသားတဦးချင်းစီရဲ့လိုအပ်ချက်တွေကိုနားလည်အောင်လုပ်ရတာစသဖြင့်ပေါ့ဒီအလုပ်ကိုတကယ်ပဲလုပ်နိုင်ပါမလားလို့ကျမမကြာခဏတွေးမိရဲ့ကိုဟာကိုရောင်သင်ယူနေစေကာလမှာကျမရဲ့ကျောင်းသားတွေကိုကူညီပေးနိုင်ပါမလားသူတို့ရဲ့တိုးတက်မှုကိုထိခိုက်စေမဲ့အမားမျိုးတွေများကိုလုံးမိနေမလားနေတိုင်းလိုဆောင်မိုးပဲဖြစ်နေရတယ်လို့ပဲတခါတလေကြတော့လေဆောင်မိုးပဲကြနေတယ်လို့တော့ခံစားရပါတယ်ဒါကဘဟုတုတပဲလို့တော့မဟုတ်ဘူးယုံကြည်မှုစီးစနစ်ကြနာမှုအတန်းထဲမှာဖြစ်လာသမျှပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းတွေပါလိုအပ်တာတခါလီဆိုရင်တော့ဒီအလုပ်ကိုကျမဆက်လုပ်နိုင်ပါမလားတော့မသိချခဲ့ဘူးကိုပြန်မေးရတယ်ចောင်းသားတွေလိုအပ်တဲ့အကူအညီတွေကိုပေးရင်းနဲ့ပဲဒီလုပ်ငန်းခွင်မှာကျမဘယ်လိုများတွတ်တက်ပြောင်းလဲလာနိုင်မလဲပေါ့